Hello ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဒီနေ့ကခေါ်သွားမယ့်နေရာကတော့ကျွန်တော်တို့လက်ရှိမှာတိဆောက်ရေးလုပ်ငန်းတွေ PC နေပြီဖြစ်တဲ့ဒီ Rama 9ပန်းချံကြီးပေါ့နော်ဒါကြီးကကျွန်တော်တောင်ကုန်းအမြင့်ကြီးခင်ဗျာနော်ဒီဘေးမှာဆိုရင်ကျွန်တော်လမ်း level တွေကနှိမ့်နေတယ်ဒီတောင်ကုန်းကြီးဖြစ်ဖို့ဆိုရင်တော့ဒီအောက်ထဲမှာ PVD နီးပညာခေါ်တာပေါ့နော် perforated vertical drain ဆိုတဲ့ technology ကိုသုံးထားတယ်ဒီမြေအောက်ထဲကရှိတဲ့ရေတွေကိုကျွန်တော်တို့ကဆွဲထုတ်ထားတာနော်နောက်နှစ်ပေါင်း60မှာဖြစ်လာမယ်ဒီမြေသားနှိပ်စင်းမှု settlement ကိုကျွန်တော်တို့ကဒီလပိုင်းတွင်းရအောင်ဖန်တီးယူထားတာအဲ့တော့ဒီတောင်ကုန်းအမြင့်ကြီးကြောင့်မို့လို့ကျွန်တော်တို့ကနောက်ပိုင်းအနာဂတ်မှာဖြစ်လာနိုင်တဲ့ဒီမြေသား slide ပြိုတာတွေနော်နောက်ပြီး settlement ဖြစ်တာတွေကိုကာကွယ်ပြီးသားဖြစ်သွားတယ်နော်ဒါကတော့ဒီကျွန်တော်ရင်ပြင်တော်အမြင့်ခေါ်မှာပေါ့နော်ကျွန်တော်ဒီမှာတော့ဘရင်ရုပ်ထုရှိမယ်ကျွန်တော်တို့ရာမှာကိုဘရင်ယူသူတို့အဓိကထိုင်းလူမျိုးတွေကနော်ဒီ memory ရခေါ်မှာပေါ့နော်အမှတ်တရအဖြစ်ဒါဂုံပြုပြီးတော့တိဆောက်ထားတဲ့လမ်းကြံနေရပေါ့နော်ကျွန်တော်အခုရောက်ရှိနေရတော့ဒါအမြင့်ဆုံး point ပေါ့နော်ဒီမှာဆိုရင်မာဘယ်ကြောက်တွေလုံးဝပစ္စည်းအကောင်းစားတွေ premium ပစ္စည်းတွေသုံးပြီးတော့ဒါကြီးကိုထိုင်းတွေကနော်ဟိုတေးသေးချာချာကိုစီမံထားတာပေါ့နော်ဒါသူတို့ရဲ့ဒါဂုံယူစရာပန်းကြံတစ်ခုဆိုလဲမှားမယ်မထင်ဘူးဒီပန်းချံပြီးသွားလို့ရှိရင်ကျွန်တော်ဒီပန်းချံထဲမှာကျွန်တော်စပိန်စီးတဲ့သူတွေเนาะ jogging လုပ်တဲ့သူတွေနဲ့ပြည့်နေမှာပေါ့ဖြစ်ပါတယ်ဗျ